ကြောက်ကသွေးကြောထဲမှာလှက်ပတ်နေတဲ့သွေးတွေကိုတန့်စင်အောင်စစ်ထုတ်ပေးပြီးအစားအစာတွေကနေဗိုက်တာမင်သတ္တုဓာတ်တွေကိုစုပ်ယူကာခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရတွေကိုထောက်ပံ့ပေးပါတယ်ခန္ဓာကိုယ်ရဲ့အဆိပ်တောက်တွေကိုဖယ်ရှားပေးတဲ့အပြင်ဟော်မုန်းထုတ်လုပ်ရမှာလည်းကူညီပေးပါတယ်ဒါကြောင့်ကြောက်ကကျန်းမာရေးကခန္ဓာကိုယ်အတွက်အရန်ရေးကြီးတယ်လို့ပြောလို့ရပါတယ်နော်သင်ရဲ့နေ့စဉ်မှုကျွနေတဲ့ကနေကြောက်ကကျန်းမာရေးကိုပျက်စီးစေမဲ့ပြုမှုတွေကိုဆင်ခြင်နိုင်မှုအတွက်ဖော်ပြပေးလိုက်ပါတယ်ခန္ဓာကိုယ်မှာရေဓာတ်အလုံးလောက်ရရှိမှကိုရင်းကလီစာတွေကောင်းကောင်းအလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ရေကခန္ဓာကိုယ်ထဲကအဆိပ်တောက်တွေကိုဖယ်ရှားပေးတဲ့နေရာမှာအရန်အကူအညီဖြစ်တာကြောင့်ကြောက်ကမှာကြောက်မတဲအောင်တားဆီးပေးနိုင်ပါတယ်။ဒါပေမဲ့လိုအပ်တာထက်အလွန်ကြုံတောက်တာမျိုးမဟုတ်ပဲတစ်ရက်မှာရေ2လီတာလောက်တောက်ရင်တင့်တော်ပါတယ်။နေမကောင်းဖြစ်တဲ့အခါတွေမှာဆေးတွေကိုတောက်ချင်တယ်လို့တောက်တဲ့အကျင့်ကလည်းကြောက်ကပျက်စီးရတဲ့အကြောင်းရင်းတွေထဲကတစ်ချက်ပါပဲ။ဆေးမီတိုတွေအရန်တောက်ရင်ပိုဆိုးပါတယ်။ဒါကြောင့်အကြောင်းတစ်ခုခုကြောင့်ဆေးတောက်တော့မယ်ဆိုရင်ကိုယ်သဘောနဲ့ကိုတောက်ချင်တယ်လို့မတောက်ပါနဲ့။ဆရာဝန်ညွှန်ကြားချက်နဲ့တေချာလိုက်နာပြီးတောက်တော့မှာနော်။အရွယ်ရောက်ပြီးတဲ့သူတစ်ယောက်ကဆိုဒီယမ်2300မီလီဂရမ်လောက်ပဲစားသုံးသင့်တယ်လို့ကျန်းမာရေးဌာနထုတ်ပြန်ထားခဲ့ပေမဲ့လူတိုင်းကအဲ့ဒီပမာဏထက်ပိုအောင်စားတောက်နေကြပါတယ်။အခုနောက်ပိုင်းစားစာတွေမှာဆိုဒီယမ်ပမာဏများများထည့်ပြီးရတာပိုရှိအောင်ထုတ်လုပ်လာတာမို့ခန္ဓာကိုယ်ထဲမှာအငန်ဓာတ်တွေအများများလာပြီးကြောက်ကတက်စင်နိုင်ချက်မရှိတော့တဲ့အခါမှာကြောက်ကထိခိုက်လာရပါတယ်။ဒါကြောင့်အငန်ဓာတ်များတဲ့အစားအစာတွေကိုလျှော့စားပြီးအသီးအနှံနဲ့အရွက်စိမ်းတွေကိုလည်းတစ်နှစ်တလောက်စားသုံးပေးသင့်ပါတယ်။ကျန်းမာရေးလိုက်စားသည်ဖြစ်စေမလိုက်စားသည်ဖြစ်စေသွေးဖိအားတိုင်းတာကိုမကြာခဏလုပ်ပေးသင့်ပါတယ်။သွေးဖိအားများတယ်ဆိုတာနှလုံးသွေးကြောနဲ့ပတ်သက်လို့ပြဿနာရှိနေတာဖြစ်ပြီးသွေးတိုးရောဂါဖြစ်လာရင်သွေးလွှတ်ကြောတွေကျဉ်းမြောင်းလာပါတယ်။အဲ့ဒီအခါသွေးထဲမှာကိုလက်စထရောနဲ့အဆိပ်အတောက်တွေစုပုံလာပြီးဒါကိုကြောက်ကတန့်စင်နိုင်စွမ်းနည်းလာပါလိမ့်မယ်။နှလုံးသွေးကြောဆိုင်ရာပြဿနာတွေဖြစ်နေတဲ့အခါကြောက်ကတီရှူးတွေကလိုအပ်တဲ့အာဟာရတွေကိုကောင်းကောင်းမဆုပ်ယူနိုင်တော့ပဲကြောက်ကမှာထိခိုက်လာရပါတယ်။စီးရိတ်ကအရင်2ခွက်စာပမာဏကိုပဲ3နာရီကနေ4နာရီအထိထိန်းထားပေးနိုင်ပါတယ်။တစ်ခါတလေတန့်စင်ခန်းမရှိတဲ့နေရာတွေမှာစီးသွားကျင်လာတာကိုအချိန်တွေအကြာကြီးအောင့်ထားလိုက်တဲ့အခါကြောက်ကမှထိခိုက်ပစ္စည်းမှုတွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့်စီးသွားကျင်တာကိုအချိန်အကြာကြီးအောင့်ထားတတ်တာမျိုးကိုရှောင်ကျဉ်ပေးဖို့လိုပါတယ်။အငန်တွေစားတဲ့အခါကြောက်ကအဆိပ်အတောက်တွေဖယ်ရှားနိုင်စွမ်းနည်းလာသလိုပဲအချိုနဲ့တရေစားတွေအလွန်ကျွံစားတာကလည်းအဲ့ဒီအတိုင်းဖြစ်စေတာမို့ကြောက်ကကိုပျက်စီးစေနိုင်ကြောင်းကိုသတိပြုသင့်ပါတယ်။သင်ဟာအရက်နဲ့ဆလိတ်တောက်တဲ့သူဆိုရင်အဲ့ဒီအရာတွေကနေခန္ဓာကိုယ်ကိုဒုက္ခပေးတဲ့ကက်မီကယ်တွေထုတ်လွှတ်နိုင်ပြီးကြောက်ကအဲ့ဒါတွေကိုခြေဖြတ်တန့်စင်မှုမတတ်နိုင်တော့တဲ့အခါထိခိုက်ပျက်စီးလာရပါတယ်။အနီရောင်အသားတွေကတန်ဓာတ်နဲ့ပရိုတင်းဓာတ်ကိုအပြည့်အဝဖြည့်ဆည်းပေးနိုင်တယ်ဆိုပေမဲ့အမိုနီးယားနဲ့နိုက်ထရိုဂျင်ဓာတ်တွေလည်းပါနေတာကြောင့်နေတိုင်းအလွန်ကျွံစားတောက်မယ်ဆိုရင်ကြောက်ကကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။အထိုင်များပြီးလေ့ကျင့်ခန်းမလုပ်တာကစီးကြိုယောဂကင်ဆာယောဂနဲ့ heart attack တွေဖြစ်စေနိုင်ပါတယ်။တရက်မှာ8နာရီနဲ့အထက်ထိုင်တဲ့သူတွေဟာတခြားသူတွေထက်ကြောက်ကယောဂဖြစ်နိုင်ခြင်း30%ပိုများပါတယ်။ညဘက်မှာကောင်းကောင်းအိပ်မှနောက်နေ့အတွက်ခန္ဓာကိုယ်ကအာရုံပြေးသွားမှာပါ။တကယ်လို့အိတ်ချိန်မလုံလောက်ဘူးဆိုရင်သွေးလှပတ်မှုတွေကမကောင်းတော့ပဲသွေးဖိအားများလာပါမယ်။အဲ့ဒါကကြောက်ကကိုထိခိုက်စေပါတယ်။ဒါကြောင့်ပုံမှန်အိတ်ချိန်တိုင်းကောင်းကောင်းအိပ်ဖို့လည်းလိုအပ်ပါတယ်။အခုပြောပြသွားတဲ့အချက်တွေကိုအကောင်းဆုံးလိုက်နာပြီးတော့ကိုယ့်ရဲ့ကြောက်ကကိုထိခိုက်ပျက်စီးမှုမရှိစေဘဲနေကောင်းချမ်းသာကြစေဖို့လဲဆုတောင်းပေးလိုက်ပါတယ်နော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်